crypto မှာအမြဲတမ်းတက်နေတဲ့ဈေးကွက်ဆိုတာမရှိပါဘူး။ Bull run နောက်မှာအမြဲတမ်းဈေးတွေ80%ကနေ90%ထိထိုးကျနိုင်တဲ့ bear market ကကပ်လိုက်လာတတ်ပါတယ်။အထူးသဖြင့်ဒီ bull run မှာစဝင်လာတဲ့ beginner တွေအတွက်ဈေးအမြင့်ဆုံးရောက်မှရှောင်းမယ်လို့စိတ်ကူးရင်ထားပေမဲ့တကယ်တမ်းကျဈေးတွေထိုးကျသွားတဲ့အခါကိုယ့်ရဲ့အမျက်တွေပျောက်အရင်တွေပါဆိုက်ရနိုင်ပါတယ်။ဒီတော့စိမ့်လေးတွေမြင်ပြီးတော့ပျော်နေတော့မှပဲကိုယ့်ရဲ့ပတ်စံတွေကိုတကယ်ပိုင်သွားအောင်နောက်လာမဲ့ bear market ကိုအေးဆေးဆေးခက်ကြနိုင်အောင်ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးပါမယ်။ HODLs ကိုမျက်စိမိတ်ပြီးတော့မရှုံပေးနဲ့ profit ထုတ်တဲ့ strategy ရှိရပါမယ်။ beginner တွေအမှားများတာက HODL hold on for dear life ဆိုတဲ့စကားကိုမျက်စိမိတ်ယုံကြည်တာပါပဲ။ဈေးတက်လေတင်တက်အောင်မှာပါလေဆိုတဲ့ law ပါ Greek ကဝင်လာလေပါ။ဒါကြောင့်ကိုမှစိတ်ခံစားချက်မပါတဲ့ strategy တခုကြိုပြီးတော့ရှိထားရပါမယ်။ပထမဦးဆုံးကအရင်ထုတ်ပါဒါကအကြီးဆုံးပဲ။ကိုယ့်ရဲ့မူလယင်းနှိမ့်မြှုပ်နှံမှုဖြစ်တဲ့ initial investment ကိုအရင်ဆုံးပြန်ပြီးရအောင်ထုတ်လိုက်ပါဥပမာကိုကဒေါ်လာ100ဟင်ထားတာဒေါ်လာ300မြတ်ရနေပြီဆိုရင်အဲ့ဒီအရင်100ကိုအရင်ဆုံးပြန်ထုတ်ပြီးတော့ stable coin အဖြစ်ပြောင်းထားလိုက်ပါဒါဆိုရှင်းရှင်းလေးပဲကိုကအမြတ်ပတ်စံနဲ့ပဲစက်ကစားနေတာမို့လို့စိတ်ဖိစီးမှုလုံးဝမရှိတော့ပါဘူးဈေးဘလောက်ကြာကိုကအရှုံးမရှိတော့ဘူးပေါ့ဒုတိယကတော့ DCA outlook ပါဘယ်သူမှဈေးအမြင့်ဆုံးအပေါ်ဆုံးထိပ်မှာအားလုံးကိုတပြိုင်တည်းရောင်းနိုင်ဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်ဈေးတက်လာတိုင်းကိုယ့်ရဲ့အမြတ်ထဲက 10% 20% ဆိုပြီးတော့အနည်းငယ်ချင်းစီခွဲပြီးတော့ရောင်းပါ။ Bitcoin ဒေါ်လာ3,000ရောက်ရင်20%ရောင်းမယ်။ဒေါ်လာ3,000ရောက်ရင်တော့နောက်ထပ်20%ရောင်းမယ်ဆိုပြီးတော့ပန်းတိုင်တွေကြိုပြီးတော့သတ်မှတ်ထားပါ။နောက်ဆုံးတစ်ခုကတော့ altcoin တွေကိုပိုတတိထားဖို့ပါ။ Bitcoin နဲ့ Ethereum က bear market မှာ80%လောက်ကျနိုင်တယ်ဆိုပေမဲ့တခြား altcoin တွေအထူးသဖြင့်main coin တွေက95%ကနေ99%လောက်အထိကိုတန်ဖိုးချသွားနိုင်တယ်။တချို့ဆို project ပါပျောက်သွားနိုင်ပါတယ်။ဒါကြောင့်အောက် coin တွေမှာအမြင့်များများရထားရင် Bitcoin ထက်တောင်ပိုပြီးတော့အမြင့်ထုတ်ထားတင်ပါတယ်။ stable coin တွေကိုစုထားပါ။ဒါဆို profit ထုတ်လိုက်တဲ့ပတ်စံတွေကိုဘာပြန်လုပ်မလဲအဲ့ဒီအမြတ်တွေကို USDT, USDC လိုမျိုး stable coin တွေအဖြစ်ပြောင်းသိမ်းထားပါ stable coin ဆိုတာက American dollar ဈေးအတိုင်းတသမတ်ထဲတည်နေနေတဲ့ crypto အမျိုးအစားတွေဖြစ်ပါတယ်ဈေးကွက်ကြီးဘလောက်ပဲပြိုကျသွားပါစေကိုယ့်ရဲ့ stable coin ကတန်ဖိုးကျမသွားပါဘူး bear market ကတကယ်ရောက်လာတဲ့အခါလူတိုင်းကြောင်းလက်တကြားရောင်းချပြီးတော့ panic sell ဖြစ်နေတဲ့အချိန်မှာဒီ stable coin တွေကပြင်းမှာပဲဒီဖက်ဆန်တွေနဲ့ပဲအောက်ဈေးဖြစ်နေတဲ့ Bitcoin, Ethereum လိုမျိုး coin ကောင်းတွေကိုအတန်ဆုံးဈေးနဲ့ပြန်ဝယ်စုနိုင်မှာပါ။ဒါကနောက်ထပ် bull run အတွက်အင်အားပြန်မွေးတာဖြစ်ပါတယ်။စိတ်သက်ပိုင်းဆိုင်ရာပြင်ဆင်မှု bear market ကကိုယ့်ရဲ့ဖက်ဆန်ကိုပဲထိခိုက်တာမဟုတ်ဘဲနဲ့စိတ်သက်ကိုပါအဆိုးဆုံးထိခိုက်နိုင်ပါတယ်။ကိုယ့်ရဲ့ portfolio 90%လောက်ကထိုးကျသွားတာကိုနေတိုင်းနှိုးလာတိုင်းမှာမြင်နေရမှာပါ။ဒါကသူ့အတွက်မှမလွယ်ပါဘူး။ panic sell မလုပ်မိအောင်ကြိုပြီးတော့တွေးထားပါအခုကလေးကငါရဲ့ဖက်ဆန်ဒေါ်လာ1000ကဒေါ်လာ100ဖြစ်သွားနိုင်နေဆိုတာကိုကြိုတွေးပြီးတော့လက်ခံထားပါအဲ့ဒီအချိန်ကျရင်ကြောက်ပြီးတော့အရှုံးမခံပေနဲ့အောက်ဆုံးစိမှာရှောင်းမချမိဖို့အရေးကြီးဆုံးပါ app ကိုခတ်ထားပါတကယ်လို့ကိုက BTC, ETH တို့မျိုး project ကောင်းတွေကိုရေရှည် long term ကြိုင်ထားမယ်လို့ဆုံးဖြတ်ထားရဆိုရင် bear market ရောက်လာတဲ့အခါဒီတိုင်းဈေးဝင်မကြည့်ပါနဲ့စိတ်သက်ကြပါရယ် exchange application တွေကိုဖုန်းထဲကနေပြီးတော့ခဏ uninstall လုပ်ထားတာကအကောင်းဆုံးစိတ်နေစေးပါပဲ uninstall လုပ်မယ်ဆိုရင်တော့ email တွေ password တွေနဲ့ 2FA တွေကိုတော့ data လေး use ဆိုင်ပြီးတော့မှတ်ထားတင်ထားရပါမယ် bear market ကိုပညာသင်ခြင်းအဖြစ်သုံးပါဘူးရိုင်းကပတ်စံရှာချိန်ဆိုရင် bear market ကပညာရှာချိန်မှာဈေးရင်ထင်းနေတော့ blockchain ပညာအကြောင်းကိုရင်းနှီးမြှုပ်နှံထားတဲ့ project တွေရဲ့အခြေခံအကြောင်းအဲ့ဒါတွေကိုတေချာပြန်လေ့လာပါ CryptoMate ရဲ့ YouTube channel မှာလည်းလေ့လာစရာတွေအများကြီးကိုတင်ပေးထားပါတယ် exchange ပေါ်မှာပတ်စံလုံးဝမထားပါနဲ့bear market မှာဈေးကျတာအပြင်နောက်ထပ်အကြီးမားဆုံးအနေနဲ့တစ်ခုက exchange တွေပြိုလဲတာပါ FTX ပြဿနာကိုမှတ်မိကြအောင်မထင်ပါနဲ့ဘူရမှာပွဲကောင်းနေတဲ့ exchange တွေက bear market မှာဝင်မရှိတော့ရင်ပိတ်သိမ်းသွားနိုင်ပါတယ်။ကိုကဈေးကျလို့အဆင်ပြေပြီးတော့ exchange တွေကပတ်စံတွေဒီတိုင်းပစ်ထားလိုက်တယ်။တနေ့လောက်ကြာလို့ဈေးပြန်တက်လာတဲ့အချိန်မှာကိုယ့်ရဲ့ပတ်စံတွေက exchange နဲ့အတူပျောက်သွားပြီဆိုရင်ဘယ်လောက်တောင်နာကျင်ရမလဲ။ Cold wallet, hardware wallet ကိုသုံးပါကိုတကယ် hold မဲ့ coin တွေစုထားတဲ့ stable coin တွေကို exchange ပေါ်မှာလုံးဝမထားပါနဲ့ကိုပိုင် private key နဲ့ကိုယ်တိုင်ထိထုတ်လို့ရတဲ့ USB ပုံစံ hardware wallet တွေထဲမှာအမြန်ဆုံးရွှေ့ထားပါဒါကမှကိုယ့်ရဲ့ပတ်စံအတွက်တကယ်စိတ်ချရတဲ့နေရာပါC phrase ကိုဒေချာသိမ်းမှာ
ကိုယ် wallet ရဲ့ C phrase ကိုဘယ်တော့မှဖုန်းထဲမှာ note မှာ cloud မှာ email ထဲမှာမမှတ်ထားပါနဲ့စာရွက်ပေါ်မှာဒေတာချရေးပြီးတော့လုံခြုံတဲ့နေရာမှာသိမ်းမှဒီ C phrase ပြောင်းသွားရင်ကိုယ့်ရဲ့ပတ်စံတွေဘယ်တော့မှပြန်ရတော့မှာမဟုတ်ပါဘူးအချုပ်ပြောရရင် bull run ဆိုတာကပျော်ပွဲရှင်ပွဲအချိန်ဖြစ်သလိုနောက်လာမဲ့ bell market မုန်တိုင်းကြီးအတွက်ကြိုးပြီးတော့ပြင်ဆင်ရမယ့်အချိန်လည်းဖြစ်ပါတယ်လောဘကိုထိန်း strategy ချအမြက်ကို stable coin အဖြစ်ခဏထုတ်သိမ်းလုံစုံတဲ့ cold wallet တွေထဲမှာရွှေ့ထားပြီးတော့စိတ်သက်ကိုကြိုပြီးတော့ပြင်ဆင်ထားပါဒီလိုသာစနစ်တကျလုပ်ထားနိုင်ရင်နောက်ထပ် bell market ကကိုယ့်ကိုဝါမြူသွားမှာမဟုတ်ဘဲနဲ့နောက်တစ်ခေါက် bull run အတွက်အခွင့်အလမ်းကောင်းတွေပြန်ဝယ်စုနိုင်မဲ့ big discount season ကြီးတစ်ခုဖြစ်လာပါလိမ့်မယ်coin တွေကိုဝယ်စုဖို့အတွက်ဆိုရင်တော့ crypto coin အမျိုးအစားတွေအများကြီးရှိတဲ့ Binance မှာဝင်ပြီးတော့ trade လို့ရပါတယ်တကယ်လို့ Binance account မရှိသေးဘူးဆိုရင်တော့အခုပြထားတဲ့ CryptoMate referral code ကိုသုံးပြီးတော့ Binance account ဖွင့်လို့ရပါတယ်ဒီကုန်းနဲ့ဖွင့်နေဆိုရင် Binance မှာ trading လုပ်တာပေးရတဲ့ trading fees ရဲ့ 20% ကိုတသက်တာ discount ရမယ်အပြင် KYC အောင်ပြီးလို့ဘလောက်ဖိုးပဲဖြစ် fast trade လုပ်ပြီးသွားရင် CryptoMate စီကနေပြီးတော့$2လက်ဆောင်လာယူလို့ရပါတယ်ဒါတွေမကပဲနဲ့ CryptoMate ဘက်ကနေပြီးတော့ကိုယ့် user တွေအတွက်တီးသက်လုပ်ပေးထားတဲ့ Telegram VIP group ကိုလည်းဝင်ရမှာဖြစ်ပါတယ်ဒီ group မှာက pro trader တွေကိုယ်တိုင်တင်ပေးနေတဲ့ market analysis တွေ trading sector နဲ့ up to date news တွေကိုအချိန်နဲ့တပြေးညီဖတ်လို့ရမှာဖြစ်ပါတယ်အခကြေးငွေနဲ့လုံးဝဝင်လို့မရဘဲနဲ့ CryptoMate ရဲ့ code ကိုသုံးထားတဲ့ user တွေအတွက်ပဲဖြစ်ပါတယ်။အဲ့ဒါတွေအပြင် CryptoMate ကနေပြီးတော့လုပ်ပေးနေတဲ့ campaign တွေကနေပြီးတော့ exclusive reward တွေကိုပါထည့်ရနိုင်ပါသေးတယ်။ဆိုတော့ဒီလိုမျိုးအခွင့်အရေးကောင်းတွေကိုလက်လွတ်မသွားအောင် Binance account ဖွင့်တဲ့အခါမှာ CryptoMate ရဲ့ offer code ကိုသုံးပြီးတော့ဖွင့်မပေးပါနဲ့တော့။ဒီနေ့ဗီဒီယိုလေးကတော့ထပ်လာပါပဲ။ CryptoMate ပါနောက်ဗီဒီယိုမှာပြန်တွေ့ရဖို့